သောတာရှင်အမိဘပေါင်းတို့ခမညာယခုနားဆင်ခဲ့ကြပါသောမဟာအလင်္ကာတေးစီရီမှာမြတ်ဗုဒ္ဓ၏ဓမ္မဒေသနာတော်များကိုဖွဲ့ဆို၍တန်ဝေကရတများနှင့်ထုံမွန်းသောတေးသချင်းများကိုသာရွေးချယ်တင်ဆက်ထားခြင်းဖြစ်ပါတယ်အကြောင်းအဖြစ်ကျွန်တော်တို့လူမျိုးများအမျက်ဆုံးရဲ့လူထားကြတာကကိုးကွယ်တဲ့ဘာသာတရားပင်မဟုတ်ပါလားခင်ဗျာဒါကြောင့်လဲဘာသာတရားကိုအခြေခံ၍ဖြစ်တည်ခဲ့ဆင်းသက်ခဲ့စောင့်ထိန်လာခဲ့ကြတဲ့မြမယဉ်ကျေးမှုအစဉ်အလာများသဘင်ဂီတအစမြမအနုပညာရပ်များဟာဖြင့်ကမ္ဘာအလယ်မှာဂုံယူလောက်စရာမြင့်မားထဲဝါလာပါတယ်အဲ့ဒီလိုကိုယ်ပိုင်မူဟန်များနဲ့ဖန်တီးခဲ့ကြတဲ့ခက်ခဲနဲ့နဲလှပါသောမြမအနုပညာအမွေနှင့်များကိုမတင်ကောမပပြောက်ရလေအောင်ထိမ့်သိမ့်ကြရန်အမျိုးဘာသာသာသနာကိုစောင့်ရှောက်ကြရန်ဆိုတဲ့တာဝန်နဲ့အသိစိတ်ကိုမျှဝေသောသဘောကိုရည်ရွယ်၍တင်ဆက်အောင်မှာကတော့30ပုံမှာကျင်လည်ကြပါကုန်သောလူနတ်မြမဝေနေယများပုပုရွရွအားလုံးသောပုရုဇဉ်မှန်သမျှတို့သည်နံယုတ်ခန္ဓာဖောက်ပြန်ပျက်စီးဧကန်ရှိခြင်းသဘောနှင့်ဤမကောင်းသောအနိဋ္ဌာများကိုမြင်တွေ့သိကြသတိထားဆင်ခြင်နိုင်ကြပြီးနဲ့နဲလာပါသောအဘိဓမ္မာတရားတော်ယရနာကိုစိတ်ဝယ်ဆင်မြန်းနိုင်ကြရန်မို့အကျိုးမြော်ကနှိုးဆော်လိုက်ချင်တာကနိဗ္ဗိဏ80ဘောထတ်တွန်တေးတာတပုတ်ဖြစ်တာမို့နိုင်ငံကျော်ကိုမြစတင်းရဲ့ညီမျှသောဂီတသဘောလေးကြားပါရစေခမညိဆုံးရသည်တိဘုံမကသင်္ခါယေဝိတုံညိဆုံးရသည်တိဘုံမကသင်္ခါယေရှိကြုံသမျှမြင်ရတွေကိုမခင်သာကြီးဘယ်တန်ရှင်းချုပ်လျောရှိမဆောင်ပုတ်ဖော်မီတမောင်ရုပ်ချကြည်ဖြောင်းတနာစရာကိုမြင်သောဆရာမရဏတွေကွက်ပြီးမှန်ပြသွင်းအများတကားပင်ပြည့်စည်ပြန်ရခြင်းဝိတုံရင်းဆုံးရသည်တိဘုံမကသင်္ခါယေရှိကြုံသမျှမြင်ရတွေကိုမခင်သာခြင်းဘယ်တန်ရှင်းချုပ်လျောရှိမဆောင်ပုတ်ဖော်မိတမောင်ရုပ်ချောကြည်ဖြောင်းတနာတရားကိုမြင်သောဆရာမရဏတွေကွက်ပြီးမှပြတွင်အများတကားပင်ပြည့်စည်ပြန်ရခြင်းဖောက်ထိုးကလေးရကြောက်စိုးမချစ်စရာနုံညစ်ညီတွေကျုံနဲ့ကတိအောင်ဇွတ်စင်းယုံပြစ်မတရီနှောင်ညုတ်ကွင်းမှာမောင်ဝတ်တွင်ပျော်မွေပုံပြူငါမူရဥမာ
စွာထုံမိုက်ဆိုးတလေးလိုက်တို့မမေစိုက်ပြိုးတဲ့၍မျိုးစေ့စုံပြီးခိုးငွေမကုံပါဝင်ညာသမို့မဟာအသင်္ကတကျွတ်တန်းမြင့်ညာလွတ်လန်းအခွင့်မသာစစ်ကြုံတွက်မငဲ့ရစ်ထုံးဆက်အဖွဲချစ်လုံးမတ်စပွဲမြုံချော့လာသလိုတူတော့မာယာငင်းဆွဲဟန်လို့လေငါခန္ဓာပြင်းစကချာမကွာအစင်ခဏဝါဒနာရှင်သမျှအပေါင်းအစိတ်ကိုလွာလေမကောင်းအနိဋ္ဌာဆင်ဝဲဖောင်းလို့လေခက်ခဲတတိပဋ္ဌာနာနဲ့နဲ့အဘိဓမ္မာနေယလက်လွဲတတိဘဝတဝပြတ်ထွက်ပါအောင်မြတ်ဓမ္မဆက်ယရနာတွေမြဲရန်ကိုလေခက်ခဲတတိပဋ္ဌာနာနဲ့နဲ့အဘိဓမ္မာနေယလက်လွဲတတိဘဝတဝပြတ်ထွက်ပါအောင်မြတ်ဓမ္မဆက်ယရနာတွေမြဲရန်မို့လေ